မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။ Brightpicture Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မခုဖတ်ပြပေးမှာကတော့ကဘာကျော်စိတ်တက်မြင့်တင်ရေးဆရာထိုနီရိုဘင်ရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်မပေးလိုက်တဲ့ဝင်ခွင့်လျှောက်လာကိုယူပြီးစိတ်လှုပ်ရှားနေလားလို့စတေစီကပြုံးလေးနဲ့မေးတော့ကျွန်မကောင်းပြန်ငိမ့်ပြလိုက်တဲ့အထက်လက်တာကွန်ပါရှင်းစင်တာကြီးရဲ့အေကန်တစ်ခုလုံးမှာလူတွေပြေးကျပြီးရုတ်တဲဖြစ်နေတာမြင်တာကြောင့်ဘာတွေဖြစ်နေကြတာလဲလို့မေးလိုက်တော့အထဲကိုအားလုံးစုပြီးဝင်ရမှာတဲ့ဒီကိုရောက်မှတော့အဲ့ဒီအတွေ့အကြုံယူနိုင်မှရမှာပါတလက်စားတဲ့ရင်ထိုးနမဲကတ်နဲ့အတူUnlimited Power Within အတွင်းအားတွေထုတ်လိုက်ပါဆိုတဲ့စလုံးမဲကြီးတွေရေးထားတဲ့ခရမ်းရောင်ဖဲကြိုးကြီးတွေကိုပေးပြီးဖဲကြိုးကြီးရဲ့တစ်ဖက်ခြမ်းမှာတော့ထိုနီရိုဘင်ရဲ့ညီလာခံမှာကြိုဆိုပါ၏လို့ရေးထားတဲ့$895ပေးပြီးကျမဒီပွဲကိုရှောက်လာခဲ့တာပါဒီပွဲမှာကိုယုံကြည်မှုရှိအောင်စိတ်အားထက်သန်မှုတွေရှိလာအောင်လုပ်တဲ့နည်းတွေအကြောက်တရားကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုတာတွေကိုဆွေးနွေးပေးသွားမှာပါထိုနီရိုဘင်ရဲ့ကြော်ညာတွေကိုနေရာတိုင်းလိုမှတွေ့ဘူးတဲ့လူပေါ်လူစော်မျိုးရှိပေမဲ့ထိုနီကတော်ယုံတန်ယုံလူပေါ်လူစော်မျိုးမဟုတ်ဘူးတက်ကြံအဟောပြောနေပေမှာဘယင်လူတယောက်ပါအမေရိကန်သမ္မတကလင်တန်ထိုက်ကာကိုနေစင်မဲတဲလာမာဂရက်သက်ချာမင်းသမီးထိုင်ယာနာမီခိုင်ကိုဘိုချက်မာတာသရီစာစရီနာဝရီယန်ဒေါနာခဲရန်နဲ့လူပေါင်း30ကိုကူညီထားသူလည်းဖြစ်တဲ့ထိုနီရဲ့တစ်နေ့ဝင်ငွေက17ဘီလီယံရှိတဲ့ဘလို့လူတွေကသူ့ကိုစိတ်ဝင်စားပြီးဘာလို့သူ့စကားကိုနားထောင်ကြတာလဲဆိုတာကိုသိချင်စိတ်နဲ့ကျမဒီပွဲကိုတက်ရောက်ခဲ့တာပါစတေစီကစားစရာလေးပါလေးယူခဲ့လားလို့မေးတော့ကျမကြောင်သွားတဲ့တောက်ကြနေညနေကနေတနင်္လာနေ့ထိနေ့တိုင်းမနက်8နာရီကနေည7နာရီထိ15နာရီနီးပါပွဲချိန်က7နေမှဆိုတော့နားချိန်ကနေ့လည်ခင်းတစ်ချိန်ပဲရှိတဲ့ပွဲချိန်တစ်ခုလုံးစင်ပေါ်မှာတိုနီရှိနေမှာဆိုတော့ဘယ်သူကမှတိုနီပြောစကားကိုလက်လွတ်ခံခြင်းမှမဟုတ်ပါဘူးတဲ့ဒါနဲ့အခမ်းမကြီးတစ်ခုလုံးရဲ့ဘေဘီဝဲရကိုလှည့်ကြည့်လိုက်တော့အားလုံးလူကအထုပ်ကြီးငယ်နဲ့4ရက်စာထဲလာခဲ့ကြပြီးဟောခမ်းမကြီးထဲမှာဟိုတီသွားနေကြတာကိုတွေ့တော့ကျမလည်းအပြင်ကိုမြန်ထွက်ပြီးစားစရာတွေပြေးဝယ်လိုက်တဲ့ဟောပြောတဲ့ခမ်းမကြီးထဲကိုဝင်ဖို့ကြိုးဆိုတဲ့သူတွေက UBW တီရှပ်တွေဝေးပြီးအားလုံးကရောက်လာသမျှဧည့်သည်တိုင်းကိုအပြုံးတွေနဲ့နှွေးထွေးစွာကြိုဆိုနေကြတဲ့လက်ဖွားချင်းအထအောက်ရိုက်ပြီးစိတ်အေးလက်အေးဖြစ်မှဝင်ခွင့်ပေးတဲ့စိတ်ကိုတင်းကျပ်ထားတာမျိုးမဖြစ်အောင်မဝင်ကလေးကစိတ်ကိုပေါ်ပါအောင်လုပ်ပေးတဲ့အတွက်အတော်လေးပျော်ဖို့ကောင်းတယ်ဟောကမကြီးထဲမှာစိတ်လွတ်လပ်စွာနဲ့ကားနေတဲ့သူတွေရှိတဲ့ဝင်လာမဲ့သူတွေစိတ်ပေါ်ပါသွားအောင်ရှက်ကြောက်မနေတော့ပဲသွေးနွေးသွားအောင်လှုပ်ပေးတာမျိုးပါအစင်မြင့်တန်နီးစနစ်နဲ့စပီကာကြီးတွေကဘေလီအိုင်တော်ရဲ့မန်နီဆိုတဲ့သချင်းကိုထပ်ခါတလဲလဲဖွင့်ထားပြီးတော့ဘယ်သူကမှရက်မနေနိုင်တော့ပဲကားချင်းစိတ်တွေပေါက်လာတာကိုတွေ့ပါပဲခက်ခဲကားကွက်တွေနဲ့ကနေကြတာတော့မဟုတ်ဘူးထိုင်နေရင်လက်ခုပ်လေးလိုက်တီးတာလောက်နဲ့လဲကားနေလို့ရပါတယ်တိတ်မကြပါဘူးထိုနီတို့ပင်စီမြင့်ပေါ်ရောက်လာပါပြီစီမြင့်ပေါ်မရောက်ခင်လာလန်းတစ်လျှောက်လုံးမှာလဲနောက်ခံတန်စင်တီးချက်နဲ့အတူကခုံရင်ပရိသတ်ပေါင်း3800ကိုတယောက်မကြံလိုက်ကြည့်နေသလိုနဲ့အရင်နှုတ်ဆက်တဲ့စင်ပေါ်ရောက်တော့ပရိသတ်တွေကတဒန်းပြီးတဒန်းအလှဲကြပြိုင်တူထားပြီးတိုနီကိုနှုတ်ဆက်ကြတဲ့အားလုံးကိုသူ့ရင်ခွင်ထဲအထိလှလိုက်လဲကျေးဇူးတင်တဲ့ပုံစံနဲ့မျက်လုံးမိတ်ပြီးလက်နှစ်ဖက်ကိုဘေးကားထားပါတဲ့တကယ်ကိုစီကားပြီးကြီးကျယ်ခမ်းနားတဲ့ဟောပြောဝဲစားပါပြီပထမဆုံးထိုနီကအတုံးချစိတ်ပညာကောင်းစင်နဲ့ဘာပဲလုံးနိုင်တာထက်နှစ်ဆပို့လုံးနိုင်မှအတုံးချတဲ့သူဖြစ်တဲ့ဆိုတဲ့အကြောင်းကိုပြောတဲ့အတုံးချစိတ်ပညာကိုလက်တွေ့လေ့ကျင့်ဖို့အတွက်အတွဲချပြီးရင်အချင်းချင်းနှုတ်ဆက်ပြီးရင်းနှီးအောင်လုပ်ရပါမယ်မိမိလက်တွဲပေါ်နဲ့ရင်းနှီးသွားတာနဲ့ပထမ5စက္ကန့်အတွင်းတစ်ဖက်သားကကိုစိတ်ဝင်စားလာအောင်ပြောရမယ်လို့တိုနီကညွှန်ကြားထားတဲ့5စက္ကန့်အတွင်းကိုအပေါ်စိတ်ဝင်စားအောင်လုပ်နိုင်မှသာကိုတကယ်ယုံကြည်မှုရှိပြောတတ်ဆိုတတ်မှဖြစ်ကြောင်းပြောတဲ့
ဘယ်နည်းနဲ့အသုံးချပြီးကိုဆုံးအောင်လုပ်ရမယ်ဆိုတာကိုသိအောင်လုပ်ရမယ်စိတ်တမြင့်တင်ရေးနဲ့ကြံ့ခိုင်ရေးအရေးဆုံးစိတ်စသဖြင့်ထားရှိနိုင်ရေးတွေကိုလမ်းညွှန်ပေးတယ်ပန်းတိုင်ကတော့ပွဲစားတစ်ယောက်လိုဆက်ဆံတတ်ဖို့နဲ့ဘယ်လိုအခြေအနေမျိုးမှမဆိုပြောရဲဆိုရဲရှိအောင်တက်ကြွနေရပြီးယုံကြည်မှုရှိအောင်နေရတာမျိုးပါတစိမ့်နဲ့ဆက်ဆံရင်မျက်လုံးအနေထားဘယ်လိုရှိသင့်တယ်လက်ချင်းရှိနှုတ်ဆက်ရင်ဘယ်လိုပုံစံပေါက်ရမယ်ဆိုတာကအစစိတ်ထွက်အောင်ညွှန်ကြားတာပါကိုယ့်အထင်ကိုယ့်အမြင်နဲ့တစ်ဖက်သားကကိုယ့်အပေါ်မှာတလွဲယူဆသွားနိုင်တယ်လို့တွေးရင်ပဲတလွဲခံစားချက်လွန်စိတ်လို့ခေါ်ကြောင်းပြောပြသလိုတက်ကြွတာမျိုးဆိုပေမဲ့နေရာတကာမှာစိတ်အားထက်သန်လွန်တာတွေယုံကြည်မှုလွန်ခဲ့ပြီးဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ထားမျိုးကလည်းတတိထားတဲ့ခံစားချက်အရှိန်တွေဖြစ်တဲ့အကြောင်းတွေကိုလည်းဥပမာတွေနဲ့ရှင်းပြပေးတယ်။အရာရာတိုင်းကိုအပေါ်ရန်လောက်နဲ့မဆုံးဖြတ်သေးသလိုခံစားချက်ကိုရှေ့တန်းတင်လွန်ပြီးကိုအလိုမလိုက်သင့်ကြောင်းသူများလှုပ်တိုင်းလိုက်လှုပ်เสียမလို့သလိုကိုဖြစ်တိုင်းသူများလိုက်ဖြစ်သင့်တယ်လို့မတွေးသင့်ကြောင်းစိတ်တည်ငြိမ်မှုတွေးတောချင်းချိန်တတ်မှုနဲ့အရာရာကိုထဲဝင်စိတ်ဝင်စားမှုရှိသင့်ကြောင်းမိမိကိုအထင်ကြီးစိတ်လူတော်တိုးလိုစိတ်တွေမထားပဲတင်းရောက်ရဲစိတ်နဲ့ကိုယ်စီရှိနေတာကိုကျေနပ်တဲ့စိတ်အရင်မွေးနိုင်မှပြောနိုင်သူဖြစ်ကြောင်းနဲ့လူကြားသူကြားတဲ့ထင်ပေါ်နိုင်မှပြောနိုင်သူဖြစ်တာမဟုတ်ပဲတယောက်တည်းနေပြီးအားလုံးနဲ့အစဉ်ပြေအောင်နေတတ်တာကလည်းလူဖြစ်ရကြုံနာအောင်နေတတ်ခြင်းဖြစ်တယ်လို့ထည့်ပြောသွားတယ်။ပွဲဆုံးတဲ့ညနေခင်းကိုတော့မိကြီးကပေါ်လန်းလျှောက်ခြင်းအခမ်းအနားနဲ့ပိတ်သိမ်းနဲ့ဒီအခမ်းအနားကပဲထိုနီရဲ့ပွဲကိုဟိုးလေးတကြောဖြစ်စေခဲ့တာပါ။အပူချိန်12,000နဲ့ရဲတောင်းနေတဲ့ဆယ်ပေရှိတဲ့မိသွေးမိကြီးကပြင်ပေါ်ကိုခြေပလာနဲ့ရှောက်ရမှာပါဒီလိုမိဖို့လမ်းလျှောက်တာကိုစမ်းသက်ချင်ကြလို့ UPW ကိုရောက်လာကြတာကများတဲ့မိခဲပြင်ပေါ်လမ်းလျှောက်ရဲမှာတော့ဘာကိုကြောက်ရအောင်မှလဲဆိုတဲ့စိတ်ကိုတွင်းတာပါညနဲ့လေးပွဲစုလာလေးပါပဲမိပြင်ပေါ်လမ်းလျှောက်ဖို့အတွက်4ရက်နေပါစိတ်ရောကိုယ်ပါလေ့ကျင့်ခဲ့ရပြီးထိုနီသင်ကြားပေးတဲ့အတိုင်းလိုက်နာကြင်ကြံကြရတဲ့စိတ်လေ့ကျင့်ခံတွေကာယလောက်တာတွေကာကွက်မျိုးနဲ့ပေါ်ပါလန်းဆန်းအောင်လုပ်ရသလိုစကားပြောနီးကိုဟန်အမူအရာစသဖြင့်ပြိတ္တအားလုံးကိုတပြေးညီတပြိုင်နက်တည်းလေ့ကျင့်ကြရတဲ့တချို့ဆိုရင်တိုနီရဲ့လှုပ်ရှားမှုတိုင်းကိုအကဲခတ်ကြည့်နေပြီးအတူယူလိုက်လုပ်တတ်ကြတဲ့မိဖို့လျှောက်ခန္ဓာကျင်းပါတဲ့ညတကောင်မရောက်ခင်ပြိတ္တတွေကမိဘုံပွဲကိုဝင်နှွဲရတဲ့တစုံလူစုံတက်ဆုံကြွေးကြော်သူကကြွေးကြော်စီးချက်ညီနဲ့တချင်းဆိုနေကြတဲ့သူတွေဘင်းခရတန်စင်ကိုဘုံချန်တစ်ချက်လွှတ်တိုင်းပြိတ္တအလုံးပေါင်းပြီး yes လို့អော်ကြပါတယ်ပွဲမစားခင်အဝင်ဝါမှကြိုခဲ့ကြတဲ့အကျိုးတော်တွေကအခုတော့လက်နောက်ပြေးပြီးဆယ်ပေရှိတဲ့မိကြီးကဲပြင်ဘေးပတ်လဲမှာဘေးတိုက်တန်းစီပြီးဝင်ရန်ထားကြတဲ့မိကြီးကဲကဟတ်လာတဲ့မီးရောင်တွေကသူတို့ရဲ့မျက်နှာကအပြုံးတွေကိုပို့ပြီးတော့ထင်ရှားစေတဲ့စိတ်အားထက်ကြလွန်ကြတဲ့သူတွေကတော့သူ့ထက်ကအရင်ရှောက်ချင်စိတ်နဲ့ရှေ့အရင်ရောက်ဖို့နေရာယူထားကြပြီးအကြောက်စိတ်ကိုချမ်းမရှက်တဲ့စိတ်နဲ့ရှေ့ဆက်ဖို့စိတ်စောပြင်ဆင်ထားကြတဲ့ထိုနည်းရဲ့အချက်ပေးမှုလှုပ်ဆော်မှုအားပေးမှုလည်းရာရောတယောက်ပြီးတယောက်မနှေးမမြန်မိကြီးကဲပြင်ပေါ်မှာလမ်းလျှောက်ပြီးတစ်ဖက်ကန်းကိုအရောက်လန်းသွားကြတဲ့မီးလောင်ပြင်ကိုကြော်ဖြတ်ခဲ့ပြီးတစ်ဖက်ကန်းကိုရောက်တော့အားလုံးရဲ့မျက်နှာဟာအပျော်ဆုံးမျက်နှာကိုယ်စီတွေဖြစ်နေကြပြီးအကြောက်တရားဟုသမျှခြံထားခဲ့တဲ့ပုံစံတွေနဲ့ပါအောင်နိုင်သူများဖြစ်သွားကြတော့တယောက်နဲ့တယောက်ဝမ်းသာအားရပွေးဖက်ပြီးအကျေနပ်ကြီးကျေနပ်နေကြတဲ့ထိုနည်းရဲ့ပြောစကားတွေကိုနားလည်ဖို့စိတ်ပညာရှင်အော်ဗရက်ဒတ်တလာရဲ့တိမ်ငယ်စိတ်နဲ့တာလိုစိတ်ဝိဝါဒကိုအခြေခံပြီးတွေးမှရမယ်တာလိုစိတ်ဆိုတာကလုံနိုင်စိတ်ကိုပြောတာပါထိုနည်းပြောသမျှအရာတွေအားလုံးကလူတိုင်းကိုလုံရဲစိတ်ရှိလာအောင်သူ့ဘဝနဲ့ရှင်တဲ့ဖြစ်ရပ်တွေကိုဥပမာပေးပြီးညွှန်ကြားထားပါတယ်သူ့ရဲ့စေတနာတွေကိုသူ့အပြောတွေနားထောင်ကြည့်ရင်သိနိုင်တယ်
သုံးသမျှနံစားတိုင်းကရင်ကျေးပြီးအားလုံးကိုသူ့ထက်သာစေခြင်းတဲ့စန္ဒရှိနေမှန်သိတာတဲ့ဘယ်သူမဆိုပါပဲလုံနိုင်တာထက်ပိုလုံနိုင်တဲ့အစွမ်းကိုစီရှိတာကြောင့်လုံရဲအောင်ယုံကြည်မှုရှိဖို့လမ်းညွှန်တာပါထိုနည်းထုတ်ဝေထားတဲ့နမီအကျော်ကြားဆုံးစာအုပ်ကအဝီခန့်တဲ့ Giant Within ဖြစ်ပါတယ်စာအုပ်နာမည်နဲ့တင်သူဘာကိုပြောချင်တာလဲဆိုတာကိုသိနိုင်တယ်အခြေခံပညာကိုပြီးဆုံးအောင်သင်ယူခဲ့သလိုဘွဲရပညာတဲ့တယောက်ဖြစ်ပေမဲ့တက္ကသိုလ်ပညာရေးကိုလုံးဝအထင်မကြီးပါဘူးဒါပေမဲ့သူစိတ်ဝင်စားတဲ့ဘာသာရပ်ဖြစ်တဲ့စိတ်ပညာကိုတေချာလေ့လာခဲ့ပြီးဟောပြောတတ်တာကြောင့်ပရိသတ်စိတ်ဝင်စားမှုကိုထိန်းနိုင်ဆွဲဆောင်နိုင်တဲ့စွမ်းရည်ရှိသူဖြစ်တဲ့အဟောပြောဆိုပေမဲ့နားထောင်တတ်တဲ့သူအကျဉ်းကြောင့်လည်းပရိသတ်ကသူ့ကိုတန်းတန်းဆွဲဖြစ်နေကြတာပါအခုသူနေထိုင်နေတဲ့ဒဲမာကာဆယ်ကြီးမှမနေခဲ့ရခင်ငငယ်ကတိုက်ခန်းငယ်လေးထဲမှာပဲလာကားပေးငှားခဲ့ဘူးတာတွေရှေပေါ်များတင်နေနေတဲ့သူကမြေဦးမြေခွန်းနဲ့စားတော့ခဲ့ရတာတွေကိုပြောပြတော့ဘဝတူစိတ်တူကိုယ်တူပရိသတ်တွေရဲ့ရှင်ထဲမှာထပ်တူညီကြသလိုဖြစ်သွားရတာကအောက်ကြတဲ့စိတ်ဖြစ်နေခဲ့ရင်တောင်မှအားကြတဲ့စိတ်ဖြစ်လာပြီးကြိုးစားယုံထားလို့စိတ်တွေတဖြန်းဖြန်းဖြစ်လာကြတာမိကြီးကဲပြင်ပေါ်လမ်းလျှောက်ချိန်မှာမြင်သိလိုက်ရတယ်ငိန်ကုတ်ကုတ်နဲ့လမ်းပြောက်သလိုဖြစ်နေတဲ့သူတွေတောင်ထိုနီအတန်ကြားရင်ပဲမြောက်ကြွဖြစ်လာကြမှာပါထိုနီကိုချစ်ရခြင်းအကြောင်းကလည်းသူ့ရဲ့စိတ်ထားမွန်မြတ်တန့်စင်မှုကြောင့်ပါသူသာစိတ်မပါခဲ့ရင်တနေ့ကုန်တနေ့ကန်းစင်ပေါ်မှာမတက်ရပြီးဟောပြောနိုင်မှလည်းမဟုတ်သလိုအကအခုံအစိုးအတီးလုံးမှလည်းမဟုတ်ပါဘူးတကယ်ပဲစေတနာပါလို့သာလူပေါင်းများစွာရဲ့စိတ်ကိုပွင့်လန်းသွားအောင်လုပ်နိုင်တာဖြစ်တယ်သူ့ရဲ့စေတနာမှန်တာကြောင့်လည်းသူ့စကားကိုနားထောင်ကြပြီးအင်မတန်စီလုံးကြတာပါသမရဘာရက်အိုဘားမားကိုချစ်ကြတာချင်းမတူပေမဲ့ထိုနီကိုသူ့ပြိတ္တတွေချစ်ကြတာနဲ့တပုံစံသေးပါမတူညီကြတဲ့လူတွေအလိုက်တိုက်ဆိုင်မဲ့အကြံကိုတိုက်ရိုက်ပေးနေသလားအောင်မေးရအောင်ပြောတတ်သူပါကွဲပြားမှုခြားနားမှုဘေးရောက်မှုအားလုံးကိုထပ်တူနားလည်ပေးသလိုအတိအမှတ်ပြုမှုကိုလည်းဓာတ်တူရည်တူပေးနိုင်သူဖြစ်တာကြောင့်ပါသူ့ကိုလူတိုင်းချစ်တယ်လို့သူကလည်းလူတိုင်းကိုချစ်နိုင်လို့သာဒီလိုအောင်မြင်တဲ့သူတယောက်ဖြစ်လာတာပါထိုနည်းမှာပြောစရာကောင်းတဲ့အိမ်အောင်ရေးတစ်ခုရှိတယ်မိမကနယူးယောက်မှာနေပြီးထိုနည်းကအထလန်တာကိုရောက်နေတတ်တော့အထီးကျန်လာပြီးဆိုရင်ဓာတ်ပုံလေးတွေကြည့်ကြပြီးအလွမ်းဖြည့်ကြောင်းပြောပါတယ်တကယ်လို့သူသာလူပြိုကြီးဖြစ်ခဲ့မယ်ဆိုရင်ဒါမှမဟုတ်မိမနဲ့အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲလို့ပြိတ္တတယောက်နဲ့အမေးဖြေလို့တော့ထိုနီကသူ့အနေနဲ့နေမထီထိုင်မသာဖြစ်ပြီးစိတ်တိုးစိတ်ဆက်မှဖြစ်ကြောင်းဖြေပါတယ်ဒါအကြောင်းကောင်းမွန်တဲ့အရာတစ်ခုမပြတ်စီခင်တန်ဖိုးထားပြီးထိမ့်သိမ့်တတ်အောင်သင်ယူဖို့လည်းအကြံပေးပါတယ်ဟုတ်ကဲ့ပါရှင်ထိုနီတို့ပင်ရဲ့အကြောင်းလေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့ရင်ထဲမှာတစ်ခုခုခံစားရမယ်ဆိုရင် comment မှာရေးခဲ့စေချင်ပါတယ်ကျမကိုအားပေးသောစာချစ်ပရိသတ်များနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်ဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်